လူတယောက်ဟာနတ်သားလေးတယောက်ရဲ့ဘောင်းဘီကိုဆွဲချွတ်မိလိုက်ပါတယ်သူကနတ်ဘီကိုဝင်ကျင်လာပါဒါပေမဲ့အဲ့ဒီနတ်သားလေးကနတ်ဘီတကားဆောင်ဖြစ်ပြီးလူတွေနတ်ဘီမဝင်ခင်မှာခေါင်းထက်ကအလင်းကွင်းကိုထုတ်ပေးရတယ်သူပေါ့နတ်ဘီဝင်မဲ့သူတွေညာလွန်လို့အလင်းကွင်းတွေလည်းကုန်တလောက်ဖြစ်နေပါပြီနတ်သားလေးကနားတော့မဲ့အချိန်မှာသူကအတင်းပြေးဝင်လာပါတယ်နတ်သားလေးကမနှက်ဖြံမှပြန်လာခဲ့လို့ပြောပေးမဲ့သူကမပြန်ဘူးနတ်သားလေးကစိတ်တူပြီးတကားပိတ်ဖို့အလုံးမှာနတ်သားလေးရဲ့ဘောင်းဘီကိုလှမ်းဆွဲမိပြီးကျွတ်သွားပါတယ်နတ်သားလေးကဒေါသအကြီးကျယ်ထွက်သွားတာပေါ့သူကအလင်းကွင်းတစ်ခုကိုထုတ်လိုက်ပြီးမဲ့နတ်ဘီပေးမဝင်ပဲငရဲကိုပို့ပြဖို့ဆုံးဖြတ်လိုက်တယ်နတ်သားလေးကအားနဲ့တွန်းချလိုက်ကသူဟာငရဲတကားဝါကိုလွင့်သွားပြီးငရဲဆောင်နတ်ဆိုးကြီးတောင်လန့်သွားတယ်ငရဲဆောင်ကြီးကလည်းသူ့အချိန်ပြီးပြီဆိုပြီးသူ့ကိုနတ်ဘီပဲပြန်တင်လိုက်ပြန်တယ်နတ်သားလေးကလည်းအောက်ကိုပြန်ကန်ချတယ်နတ်ဆိုးကြီးကလည်းလက်မခံပဲပြန်ကန်တင်တယ်အဲ့ဒီလိုနဲ့သူ့ဝိညာဉ်ကနတ်ဘီနဲ့ငရဲကြားမှာဘောလုံးပုတ်တလို့အကန်ခံနေရတော့တာပေါ့နောက်ဆုံးမှာတော့သူကနတ်ဆိုးကြီးပေါ်ကိုပြုတ်ကျသွားတယ်နတ်ဆိုးကြီးကစိတ်တူတူနဲ့သူ့ကိုလှမ်းဖမ်းပြီးအပေါ်ကိုပြစ်တင်လိုက်ကနတ်သားလေးကိုကြော်ပြီးတွားမှန်တာကတော့ဖျားသခင်စီကိုပါဖျားသခင်ကလူနဲ့တိုက်မိပြီးတတိလေသွားပါတယ်နတ်သားလေးနဲ့နတ်ဆိုးကြီးတို့ကသူ့ကိုခိုးထုတ်ဖို့ကြံစီနေတော့ဖျားသခင်နိုးလာတယ်နတ်ဆိုးကြီးကအသေးဟန်ဆောင်လိုက်တော့နတ်သားလေးတယောက်တည်းကြံနေတာပေါ့ဖျားသခင်ကသူတို့နှစ်ယောက်ကိုအပြစ်ပေးတဲ့အနေနဲ့နောင်တရအောင်လုခိုင်းလိုက်တယ်လူကတော့အကန်ခံရလွန်းလို့ပျက်စီးနေပြီမို့ဖျားသခင်ကသူ့ရဲ့တန်ကိုးတော်နဲ့သူ့ကိုလူလောကမှာပြန်ရှင်တန်ခွင့်ပေးလိုက်တယ်ပြန်နိုးလာတော့အယောင်ဝမ်းတာသွားတာပေါ့ဒါပေမဲ့သူဟာမြေကြီးအောက်ကခေါင်းတလားထဲမှာပိတ်မိနေပြီးဘယ်လို့မှထွက်လို့မရတော့ဘူးဆိုတာသိလိုက်ရပါတော့တယ်